ဒီကလေးလေးတယောက်ကိုဒေါ်ထဲမှာတွေးတွေရွှဲရွှဲနဲ့ပြထားခဲ့တာပေါ့အရင်ဖုန်းရှာတွေးခဲ့တာကတော့ဝင်ပလွေလေးတစ်ကောင်ပါကလေးရဲ့လှုပ်ရှားမှုတွေကြောင့်ဝင်ပလွေလေးတွေကြောက်လန့်ပြီးသူတို့ဂူထဲကိုပြန်ပြေးဝင်သွားကြတယ်ဝင်ပလွေနှစ်ကောင်ကတော့အန်ဒီရဲ့တစ်ခုခုရှိတယ်လို့ထင်ပြီးသူတို့ဂူထဲကနေအလော်တကြီးပြေးထွက်လာကြတယ်ဒါပေမဲ့သူတို့မြင်လိုက်ရတာကတွေးတွေရွှဲနေတဲ့ကလေးလေးတယောက်ပါပဲအမေဝင်ပလွေကတော့ကလေးရဲ့ကိုယ်ဘောကတွေးတွေကိုတန့်ရှင်းပေးလိုက်တယ်ပေါ့သူမကဒီကလေးကိုသူတို့အုပ်စုထဲမှာခေါ်ထားခြင်းတယ်ဒါပေမဲ့သူမကဘရင်ရဲ့ခွင့်ပြုချက်ကိုယူအောင်ပါပေါ့အဲ့ဒီကလေးလေးနဲ့ပတ်သက်ပြီးအုပ်စုဝင်တွေအစည်းအဝေးလုပ်ကြတယ်။ဝင်ပလွေအများစုကတော့ဒီကလေးကိုသူတို့အုပ်စုထဲမှာခေါ်ထားတာကိုသဘောမတူကြပါဘူး။လူသားတွေဟာအန်ဒီရများတယ်လို့သူတို့အားလုံးကသဘောတူကြတယ်။ဒါပေမဲ့နောက်ဆုံးဖြတ်ချက်ကတော့ဘရင်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်နေတာပါ။ဘရင်ကတော့ဒီကလေးလေးဟာတောနဲ့ကြီးရဲ့လက်ဆောင်ပါပဲလို့ပြောခဲ့တယ်။ဒါကြောင့်ဒီကလေးကိုအုပ်စုထဲမှာနေခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲကြားတကောင်ကအစည်းအဝေးကိုဖျက်တောက်လိုက်တယ်။သူကဝင်ပလွေတွေကိုကလေးကိုသူ့စီအပ်ဖို့ပြောခဲ့တယ်။ဘာလို့လဲဆိုတော့သူကဒီကလေးရဲ့မိဘတွေကိုခုလေးတင်စားထားခဲ့တာလေ။ပြီးတော့တောရဲ့ဥပဒေအရဆိုရင်ဒီကလေးကတူးပိုင်ဆိုင်တာချစ်တယ်လို့ပြောတယ်။ဒါပေမဲ့ဒီကလေးကိုဘရင်ကအတိမတ်ပြုထားပြီးပြီလေ။ဝင်ပလွေတွေကသူတို့လူကိုကားခွေရမှာပါ။ဝင်ပလွေတွေဝိုင်းရတဲ့အခါကြားကတော့ခေါင်းလဲပြီးထပြေးထွားယုံကလွယ်လို့တခြားဘာမှမတတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးတော့ဒီကလေးလေးဟာတောနဲ့ကြီးရဲ့အစိတ်ကိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်